ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ product area basic training center ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့ video file လေးမှာတော့ကျွန်တော်ဘာကိုပြောပြပေးသွားမလဲဆိုရင်တော့ကျွန်တော် super global variables တွေမှာကျွန်တော်အရေးကြီးဆုံးလို့ကျွန်တော်သတ်မှတ်ထားရပါတော့ variable လေးနှစ်ခုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့အဲ့ variable နှစ်ခုကတော့ဘာလဲဆိုတော့ပေါ့နော်post net gap ပဲဖြစ်ပါတယ်ဒါလေးကတော်တော်အရေးကြီးရပေါ့နော်ဒီ post net gap ကvery important ပေါ့နော်တော်တော်ရေးကြည့်ရတခုဖြစ်တယ် post နဲ့ကျွန်တော်ရေ found control တွေပါလုပ်လို့ရတယ်ပေါ့နော် get နဲ့လည်းကျွန်တော်ရေ data handling တွေပါလုပ်လို့ရတယ်ပေါ့နော် for handling တွေပါအဲ့လိုလုပ်လို့ရတယ်ပြီးတော့ data တွေပါလည်း page တစ်ခုနဲ့တစ်ခုကိုပို့လို့ရတယ်ပေါ့နော်အဲ့ဒါဟုတ်ပြီဒါဆိုတော့ကျွန်တော်ရေ post နဲ့ get ကိုကျွန်တော်အလွယ်နည်းကြည့်ရမယ်ဆိုရင်တော့ဗာလဲဆိုရင် post ဟာတနေရာနဲ့တစ်ဖက်နဲ့တစ်ဖက်ကိုကျွန်တော်တွေကပေါ့နော်တစ်ဖက်နဲ့တစ်ဖက်ကိုပေါ့နော်ကျွန်တော်တို့ဒါကိုကျွန်တော်ခဏပိတ်ထားလိုက်မယ်ကျွန်တော်တစ်ဖက်နဲ့တစ်ဖက်ကိုဘယ်ဘက် page နဲ့ညာဘက် page ကိုဘယ်ဘက် page ကနေညာဘက် page ကို ahab နဲ့တွားလိုက်တဲ့အခါမှာ data ကို passing လုပ်တာဒီ nav bar ပေါ်မှာ pass လုပ်တာ ਨੇ ဒီ nav bar ပေါ်မှာမဟုတ်ဘဲနဲ့ပေါ့နော် nav bar ပေါ်မှာမဟုတ်ဘဲနဲ့အဲ့အတွင်းထဲကပဲဘာနေပြီးတော့ပဲ passing လုပ်တာပေါ့နော်အဲ့လိုပြောနေနဲ့ရှုပ်သွားနိုင်တယ်အဲ့တော့ကျွန်တော် Latin project လေးနဲ့တခုပြအောင်ဒီ Latin project ကတော့ HTML နဲ့ကျွန်တော်တွေ့ရမှာဖြစ်တယ်HTML နဲ့ဘယ်လိုတွေ့ရမယ်တွဲရမယ်မသိရလူတွေကတော့ဒါကိုတေချာလေးကြည့်ထားပြီပါအဲ့တော့ PHP ထဲမှာပဲကျွန်တော် HTML ရေးလို့ရတယ်နော်ကျွန်တော်ကတော့ Visual Studio Code တော့ PHP ထဲမှာ HTML intelligence တွေမရတော့လို့ကျွန်တော်မရေးတော့ဘူးဒီအတောင်ပြောင်းသုံးလာတယ်ပေါ့နော်အဲ့ဟုတ်ပြီအဲ့တော့ဒီမှာဒါဆိုရင်တော့ကျွန်တော်အစီအစဉ်ပြရမယ်အဲ့တော့ဟုတ်ပြီဒါဆိုတော့ HTML ထဲမှာကျွန်တော် form လေးတစ်ခုစောက်အောင်ကျွန်တော်အရေးကြီးရနော် PHP နဲ့တွဲရတော့မယ် data တွေကို for input box ထဲကနေ data တွေကိုလွှဲပေးတော့မယ်ဆိုရင်ကျွန်တော်ဒီ form ကိုမသိလို့မရဘူးform ကိုမထည့်လို့မရဘူးပေါ့နော်ဒီမှာကျွန်တော် method ကိုလည်း post ဆိုပြီးထားပေးရမယ်အဲ့တော့ဒီ post method နဲ့ကျွန်တော်တို့ form လေးတစ်ခုလောက် passing လုပ်ကြည့်အောင်ကျွန်တော်ဒီမှာ input ရှိရယ်အဲ့ input ကိုကျွန်တော်input ရဲ့ name ကိုပေါ့နော်ကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်က name ဆိုပြီးထားလိုက်မယ်ပေါ့နော်name ဆိုပြီးထားပြီးတော့ကျွန်တော်PDN ထားလိုက်မယ်PDN ကို submit လုပ်လိုက်မယ်ပေါ့နော်အဲ့ဆိုတော့ကျွန်တော်အဆင်ပြေပါပြီအဲ့ဒီမှာဒီကောက် name ကိုလည်း PDN ဆိုပြီးထားလိုက်မယ်အဲ့ဟုတ်ပြီဒါဆိုကျွန်တော်ကြည့်အောင်ပေါ့နော်အဲ့ကြည့်အောင်ဆိုတော့ဘယ်လိုမျိုးလဲဆိုရင်ဒီ video ကိုကျွန်တော်ဒါမထည့်လဲရပါတော့ကျွန်တော်နောက်မထည့်လည်းမထည့်တော့ဘူးပေါ့နော်ကျွန်တော်ပိုလွယ်အောင်လို့အဲ့တော့ဒီမှာဒီတိုင်း input box နဲ့ကျွန်တော်လုပ်မယ်ပေါ့နော်အဲ့တော့ဒီမှာ button မှာecho ဆိုပြီးတော့ကျွန်တော်ထုတ်ထားလိုက်မယ် echo ဆိုပြီးထုတ်ထားလိုက်မယ်ဒါဆိုရင်တော့ကျွန်တော်ဘာလို့ရေးမလဲဆိုရင်ဒီထဲမှာထည့်သမျှဟာအကောင်လုံးကိုတရားနဲ့အောက်မှာ echo ထုတ်စေချင်တာအဲ့ဒါကျတော့ဘယ်လိုရေးမလဲဆိုတော့လွယ်လွယ်လေးပါကျွန်တော်ဒီအောက်မှာ PHP ဆိုပြီးရေးပဲပြီးတော့ကျွန်တော်ဘာစိုက်ရေးမလဲဆိုရင်ကျွန်တော်ဒီ method post method နဲ့ပေးထားတဲ့ဟာကိုကျွန်တော် super global variable တစ်ခုဖြစ်တယ်ပဲ post နဲ့ကျွန်တော်လှမ်းရေးမှာဖြစ်ပါတယ်အဲ့တော့ဘယ်လိုယူရလဲဆိုရင် post ဆိုပြီးယူရတော့မှဒီလိုယူရတာဖြစ်ပါတယ်အဲ့ထဲမှာဒီထဲမှာဘာထည့်ရမှာလဲဆိုတော့ form ထဲမှာပဲရှိရနော် form ထဲမှာပဲရှိတယ်အဲ့ဒီ input တို့ button တို့ရဲ့ထဲက name ကိုယူအောင်မှာဖြစ်တယ်အဲ့တော့ဒီမှာဆိုရင် name တဲ့ကဒီ input ရဲ့ name က name ဖြစ်တဲ့အကြောင်းမလို့ကျွန်တော် name ဆိုပြီးယူလိုက်မယ်ပြီးတော့ကျွန်တော်တွေကဘာလို့လုပ်မလဲဆိုရင်ကျွန်တော်ဒီမှာ if ဆိုပြီးတော့စစ်လိုက်မယ် if ဆိုပြီးစစ်ပြီးတော့ဘာလုပ်မလဲဆိုတော့ if ဆိုပြီးတော့တကယ်လို့ဒီ post ကို submit လုပ်တယ်ဆိုရင်ပေါ့နော်ဒီ submit ကိုနှိပ်လိုက်တယ်ဒီမှာဆိုရင်ကျွန်တော်တွေပေါ့နော်ကြည့်လိုက်မယ်ဆိုရင်ဒါကိုနှိပ်လိုက်မယ်ဆိုရင်ဒီလို submit ဖြစ်သွားတာပေါ့နော်ဒီမှာလဲသွားတာအဲ့ဒါကို submit ဖြစ်တယ်လို့ခေါ်တယ်အဲ့တော့ submit လုပ်မှဆိုရင်ဘာလုပ်မလဲဆိုတော့ echo ဆိုပြီးတော့ဒီ post ရဲ့ name လေးကို echo ထုတ်ပေးပါလို့ပြောမယ်အဲ့တော့ဒါဆိုရင်ကျွန်တော်ဒီ project လေးကိုထပ်ဆန်းကြည့်အောင်အပြန်ဆန်းကြည့်အောင်ပေါ့နော်အဲ့ဒီမှာ Tommy ဆိုပြီးကျွန်တော်ရေးလိုက်မယ်ဆိုရင် echo နှိပ်လိုက်ပြီဆိုတော့ကျွန်တော်အောက်မှာ Tommy ဆိုပြီးတော့ထွက်လာမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါဆိုရင်အားလုံးပဲရှင်းအောင်မယ်လို့ကျွန်တော်နားလဲပါတယ်ဒီ post ဆိုတာဘာပြောရလဲဆိုတော့ကျွန်တော်ဒီ post ကပေါ့နော်ပေါ့နော်ဒီ post ကဘာပြောရလဲဆိုရင်ပေါ့နော်ဒီ post ကဒီ method ကိုပြောတာဒီ method က post နဲ့ပေးတာဆိုရင်ဒီ post နဲ့ယူရမယ် get နဲ့ပေးတာဆိုရင် get နဲ့ပေးget နဲ့လမ်းဆွဲပါရမယ်ပေါ့နော်သူက post နဲ့ပေးတာကြောင့်လို့ post နဲ့လမ်းဆွဲလိုက်ပြီးတော့ကျွန်တော်သူ့ရဲ့ name ကို select လုပ်လိုက်တာအဲ့ဒါဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်ဒီ line ပေါ်မှာဘာမှမဖြစ်ဘူးเนาะ nav URL ဘာပေါ်မှာအဲ့တော့ဒီတိုင်းပဲကျွန်တော် data ကိုပဲ form ထဲကနေလမ်းဆွဲလိုက်တယ်ဒါဆိုရင်ရပါတယ်အဲ့တော့ကျွန်တော် get နဲ့ကြတော့အဲ့လိုမဟုတ်တော့ဘူးဗျ get နဲ့ကြတော့လဲသူကအဲ့ URL ဘာကြီးပေါ်မှာပေါ်သွားပြန်အောင်အဲ့ဒီမှာကျွန်တော်တို့ထည့်လိုက်မယ်ဆိုရင်ဟုတ်လား URL ဘာပေါ်မှာ name ဆိုပြီးတော့ကောက်ပေါ်ပါအောင်အောက်မှာမပေါ်တော့ဘူးအဲ့လိုမျိုးဖြစ်သွားပါဘောเนาะအဲ့တော့အဲ့လိုမျိုးလေးရှိရဲအဲ့တော့ကျွန်တော်တွေကဒီလို data passing လုပ်မှဆိုရင်တော့အမြဲတမ်းကျွန်တော်တွေဘာနဲ့သုံးလဲဆိုတော့ကျွန်တော်ဘောနော်တစ် file ထဲမှာဖြစ်ဖြစ်နောက်တစ် file တွေပဲဖြစ်ဖြစ်ကျွန်တော် data form ထဲကနေ pass လုပ်မှဆိုရင်တော့ကျွန်တော် post method ကိုပဲအမြဲဆိုသုံးတယ်အဲ့တော့ဒီလိုမျိုးပေါ့နော်ဒီလိုမျိုးအမြဲတမ်း post method နဲ့သုံးတယ်ဒါပေမဲ့တခါတလေကြတော့လဲကျွန်တော်တစ်ခုနဲ့တစ်ခု
data ပတ်စင်းလောက်ရတော့မယ်ဘာအဲ့လိုမျိုးနောက်ပိုင်းကျရင်အရေးကြောင်းရင်ကြုံလာရဆိုရင်ကျွန်တော်ဘာလုပ်ရလဲဆိုရင်ကျွန်တော်ရ get တွေပါလေအဲ့လိုမျိုးသုံးရပေါ့နော်အဲ့တော့ get သုံးရနေရာရှိလို့ post သုံးရနေရာလည်းရှိအဲ့တော့get ကော post ကောနည်းနည်းနားလည်သွားမယ်လို့ကျွန်တော်ထင်ပါတယ်ဒါတော့လုံးဝရတော့ completely လုံးဝနားလည်သွားမှာမဟုတ်ဘာလို့ဆိုတော့နောက်ပိုင်းကျွန်တော်ရဲ့ project တွေတခုမှမရသေးကြောင်မလို့ get post ကိုရောနေအောင်ပါပဲအစင်မပြဖြစ်နေအောင်ပါဘယ်လိုလဲဆိုတာရှင်းပြဆိုရင်မရှင်းပြတတ်ဖြစ်နေအောင်ပါပဲပေါ့နော်ရှင်းပြခိုင်းတဲ့လူလည်းရှင်းပြခိုင်းတဲ့ဆိုရင်လည်းတေချာလေးပြင်ပြောပြပါဒါပေါ့နော် project ကြတော့မှကျွန်တော်တွေproject ကြတော့တေချာရေးရာတိမှာအခုကတော့တိတာကတော့ post ကfont ဆိုတဲ့ tag နှစ်ခုထဲမှာ font ဆိုတဲ့ tag နှစ်ခုထဲမှာရှိတဲ့ name တွေကို select လုပ်ပြီးအဲ့ name တွေရဲ့ data တွေကိုယူတာဒီ button submit လုပ်လိုက်မယ်ဆိုရင်ပေါ့နော် post ကော get ကောပေါ့နော်ဒီ super global variable နှစ်ခုကအဲ့လိုမျိုးယူတာပေါ့နော်အဲ့လိုမျိုးလေးပဲကျွန်တော်ပြန်ပြီးတော့ရှင်းပြပါပြီးတော့ခုနကကျွန်တော်ပြောသလိုမျိုးဒါ project နဲ့လက်တွေ့လုပ်တော့မှအားလုံးရေးရနားလည်အောင်ဖြစ်တဲ့ကြောင့်မလို့အဲ့ဒါလေးကိုတော့ကျွန်တော်တေချာသိဖို့လိုပါတယ်နားလည်ပြီးဖို့လိုပါတယ်ပေါ့နော်အဲ့တော့အားလုံးပဲ post နဲ့ get ကိုအားလုံးပဲအဆင်ပြေမယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲ့တော့အားလုံးပဲနောက်တဲ့ video file မှာကျွန်တော်တို့ပြန်ပြီးတော့တွေ့ဆုံကြပါမယ် see you at the next video